ပြန်မကြည့်ချင်ကွာကိုတာနဲ့အဲ့ဒီ industry နဲ့မလိုက်ဘူးလို့ခံစားရဒီပဲချန် miss ကတာနဲ့မကိုက်ဘူးပေါ့နော်တာပုံစံနဲ့ကလည်း miss တယောက်ဆိုမဖြစ်နိုင်ဘူးကိုလည်းသိပါတယ်အရင်တော့အဲ့သူတို့ပြန်တင်နေကြတယ်ကိုရှက်တာပေါ့နော်တီတာနဲ့လူတွေကဘယ်လိုပြောရမလဲဟိုမဖြစ်နိုင်ဘူးဆိုတာမရှိဘူးစူးစမ်းရင်တော့အကုန်လုံးဖြစ်နိုင်နေဆိုပေမဲ့လည်းဟိုကိုနဲ့ကီးကြိုက်တဲ့အလုပ်ဆိုတာရှိရလေကိုကဒီ miss type မဟုတ်ပဲနဲ့အသိ miss တယောက်ဖြစ်ချင်နေမယ်ဆိုရင်ကိုပဲပို့ပြီးတော့ပင်ပန်းပြီးတော့ပို့ပြီးတော့ဒီအလုပ်မှာစိတ်ကြလာမယ်တဲ့ဒါပြန်မကြည့်ချင်ကွာကိုတာနဲ့အဲ့ဒီ industry နဲ့မလိုက်ဘူးလို့ခံစားရဒီပဲချန် miss ကတာနဲ့မကိုက်ဘူးပေါ့နော်တာပုံစံနဲ့ကလည်း miss တယောက်ဆိုမဖြစ်နိုင်ဘူးကိုလည်းသိပါတယ်အဲ့တော့အရင်တော့ကတော့နိပညာကိုရှောက်ပြီးတော့ပြိုင်ခဲ့ရပါတော့မဖြစ်နိုင်မဲ့တီးတော့ဒီတရုတ်ဆောင်စပြီးတော့ try ကြည့်မယ်ဆိုပြီးတော့ Marty Force ဝင်ခဲ့တဲ့ကဒီဘက်မှာကိုကအဆင်ပြေနေပြီဆိုတော့အရင်တော့အဲ့သူတို့ပြန်တင်နေကြတယ်ကိုကရှက်တာပေါ့နော်18လောက်ပဲရှင်းပါဒါနိပညာလို့စလုပ်တာ19လောက်နဲ့စလုပ်တာဆိုတော့18မှာဒါအရင်တော့လုပ်ခဲ့ရပါတော့အ Marty Force ရောက်တော့18တော့ဖြစ်နေပြီအဲ့မသွားပါဘူးမသိဘူးတာနဲ့ကလူတွေကဘယ်လိုပြောရမလဲဟိုမဖြစ်နိုင်ဘူးဆိုတာမရှိဘူးစူးစမ်းရင်တော့အကုန်လုံးဖြစ်နိုင်နေဆိုပေမဲ့လည်းဟိုကိုနဲ့ကီးကြိုက်တဲ့အလုပ်ဆိုတာရှိရလေကိုကဒီ miss type မဟုတ်ပဲနဲ့အသိ miss တယောက်ဖြစ်ချင်နေမယ်ဆိုရင်ကိုပဲပို့ပြီးတော့ပင်ပန်းပြီးတော့ပို့ပြီးတော့ဒီအလုပ်မှာစိတ်ကြလာမယ်တဲ့အဲ့လိုဆိုတော့ဒီတရုတ်ဆောင်လုပ်ကြတော့ဒါနဲ့ပို့ပြီး asset တယ်ဒါကလည်းပို့ပြီးလုံနိုင်နေလို့ခံစားရတယ်ဆိုတော့ miss ကတော့မဖြစ်နိုင်ပါဘူးအရင်တော့အမှန်တမ်းပြောရင်ဒါတို့2018 19လောက်တုန်းကကြာတော့ miss တွေကအရန်နာမည်ကြီးရလေအဲ့တော့ဆိုပွဲတွေကလည်းအများကြီးပဲလေဒါက miss ပွဲကြီးကြည့်ရလဲကြိုက်တယ်အဲ့လိုဆိုကိုယ်တိုင်လည်းစူးစမ်းကြည့်ချင်တယ်ဆိုပြီးတော့အဲ့လိုနှစ်ပွဲလောက်တော့ပြိုင်ခဲ့ဘူးအဲပြိုင်ပြီးတော့ဟိုတော်ပြီပေါ့နော်ငါလည်းမဖြစ်နိုင်ဘူးထင်နေပါညာပေါ့နော်အဲ့လိုသုံးဖြစ်တဲ့ပြောင်းလိုက်တာပေါ့ဟုတ်အမျိုးအရာကတော့အမှန်တမ်းပြောရင် miss မဟုတ်ဘူးသူတို့ကဒီနည်းပညာအလုပ်ကိုမကြိုက်ဘူးဘာလို့ဆိုတော့နေရလူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအလုပ်ဆိုတာဟာငါတို့ကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲငါတို့နေရလူတွေကသိရမလားဘယ်လိုလုပ်ဖြစ်နိုင်မှာလဲနင်းစင်ပြေမှာမဟုတ်ဘူးအဲ့လိုပေါ့နော်မဖြစ်နိုင်ဘူးဆိုတာကြီးပဲအဲ့လိုဆိုတော့စပြိုင်တော့ကလည်းအဲ့လောက်ကြီးအားတော့အားမပေးဘူးဒါပေမဲ့လည်းတက်နိုင်တဲ့လောက်တော့သူ့သမီးဆိုတော့လေလုံနေပြီဆိုတော့ support ပေးရပေါ့နော်အဲ့လိုဆိုတော့ဂျားရဲကနေမှဒါကလည်းရအောင်လုပ်ခဲ့ရဆိုဟုတ်အခုကတော့မိဘရဲ့လက်ခံပါတယ်ဒါကလည်းတာအတွက်ဒီလုံမှလည်းအဆင်ပြေနေပြီလေကိုကလည်းဒီလိုဖြစ်နေရလေးတစ်ခုလည်းရလာပြီဆိုတော့သဘောတူပါရဲ့အရင်လည်းဟုတ်ကဲ့ရှင်မကြိုက်ခင်ပေါ့နော်တာတို့ရဲ့ဒီတကြံနှစ်သက်ကူကလည်းရောက်တော့မှာဆိုတော့နှစ်သက်မှာပျော်ရလဲပျော်ပေါ့နော်တခြားမှာအဲ့လိုစိတ်ဖြစ်ပြီးတော့တီချာကို view site လို့အပျော်ကနေအပြန်မဖြစ်ပဲနဲ့အနေကီကီနဲ့ပျော်ပါလို့ပြီးတော့ဒီမှာလဲစိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေစီးပွားလလပါရလဲထိုးပွားပါစေလို့ဆိုတော့ပါရှင်